ဒီဇလန်ကိုမပြောခင်မှာတာအုပ်ပုံမြင်တူလေးတစ်ပုဒ်ကိုအရင်ပြောပြအခုချိန်မှာတော့ဒီပုံမြင်လေးကတစ်မျိုးဆိုပေမဲ့ဇလန်အပိထိနားထောင်မိသွားရင်ဒီပုံမြင်လေးကိုပဲတစ်မျိုးပြန်ခန်းစားရလိမ့်မယ်တာအုပ်ပုံမြင်လေးနာမည်ကအိမ်မက်လိပ်ပြားတညမှာကျွန်တော်ချောင်းချူကလိပ်ပြားလေးတစ်ကောင်ဖြစ်သွားတယ်လို့အိမ်မက်မှန်တယ်အပင်လေးတစ်ပင်ကနေနောက်တစ်ပင်ကိုကူးလိုက်ဝေးရီစုပ်လိုက်လိပ်ပြားလေးတစ်ကောင်ပြောသလိုမျိုးပြောနေရပါဘာမှလည်းအပူပဲမရှိဘူးကျွန်တော်ကတကယ်တော့လိပ်ပြားလေးတစ်ကောင်မဟုတ်ဘူးကျွန်တော်ကချောင်းချူပါဆိုတာကိုမေ့နေတော့အရန်ပြောစရာကောင်းတာပေါ့တိတ်မကြောက်ကျွန်တော်လန့်နိုးလာနိုးလန့်ချင်းမဲ့ကျွန်တော်မှချောင်းချူမှပြန်သိသွားပြီးတော့အဲ့ချိန်မှာကျွန်တော်စဉ်းစားမိတာချောင်းချူဆိုတဲ့ကျွန်တော်ဟာလိပ်ပြားလေးတစ်ကောင်ဖြစ်တယ်လို့အိမ်မက်မှတ်ခဲ့ရလားဒါမှမဟုတ်အခုအချိန်မှာလိပ်ပြားလေးတစ်ကောင်ကချောင်းချူဆိုတဲ့လူဖြစ်နေရလို့အိမ်မက်မှတ်နေရလားကျွန်တော်မခွဲခြားနိုင်ဘူးโอเคเนาะပုံမြင်လေးကတော့အဲ့ဒါပဲဒီပုံမြင်လေးကိုအရင်ကြိုပြောပြထားတာဒီဇလန်လေးကိုမပြောပြခဲ့မှာပေါ့เนาะဒီပုံမြင်လေးအကြောင်းကိုဒီဇလန်လေးပြီးမှပြန်တွေးကြည့်ပေါ့အဲ့တော့ဇလန်လေးစမယ်မန္တလေးမြို့စေးကျောင်းကိုထက်အောင်မန္တလေးစေးကျောင်းမှာနောက်ဆုံးနှစ်တက်နေတဲ့အကြောင်းသားလေးညံကောင်းတယ်ကြိုးစားတယ်ယူတောင်းတယ်အဲ့စေးကျောင်းမှာပဲသူကလျာကိုစတွေ့ကလျာကတွတ်တယ်ချောတယ်မျက်လုံးဝိုင်းဝိုင်းလေးနဲ့ပိတ်ချစ်စရာကောင်းတယ်ကိုထက်အောင်ကကလျာကိုတွေ့ချင်းပဲကြွေသွားတယ်အပြိုင်ဆိုင်ဝိုင်းပြီးပူပန်ကြတဲ့လူတွေမှာကြိုးစားရင်ယူသားရင်နဲ့ပဲကလျာအချစ်ကိုထက်အောင်ရသွားတယ်ကိုထက်အောင်အပျော်ဆုံးပေါ့နော်ကျောင်းပြီးတော့ကိုထက်အောင်မန္တလေးမှာပဲစေးကုမ္ပဏီအကြီးကြီးတစ်ခုမှာအလုပ်ရသွားတယ်ဝင်ငွေလည်းကောင်းတော့2နှစ်အကြာမှာကလျာနဲ့လက်ထပ်လိုက်တယ်နှစ်ယောက်သားအိမ်လေးငှားနေရနေနောက်3နှစ်လောက်ကြာတော့အိမ်လေးတစ်လုံးဝယ်နိုင်သွားတယ်ကလျာကကိုထက်အောင်ကအရန်ချစ်စရာကောင်းတဲ့သူ့လိုပဲမျက်လုံးဝိုင်းဝိုင်းလေးနဲ့သမီးလေးတယောက်မွေးပေးလိုက်တယ်လောကကြီးတစ်ခုလုံးမှာကိုထက်အောင်တယောက်ရှင်တာဘယ်သူရှိပါကလျာက online ကနေစာသင်တယ်ကျူတာပြတယ်အိမ်မှာပဲကလေးထိန်တယ်အဲ့လိုနေတယ်သမီးလေး3နှစ်လောက်ရောက်တော့နောက်ထပ်သားလေးတယောက်ထည့်ရတယ်ကိုထက်အောင်သူသားလေးကသူနဲ့တူရဲဆိုပြီးဆက်တုံးနေအောင်ချစ်တယ်ညာကလေးတွေအိတ်သွားကိုထက်အောင်သူတို့မျက်နှာလေးတွေကိုကြည့်မအောင်အပြစ်ကင်းလိုက်ကြတဲ့ပုံလေးချစ်စရာကောင်းလိုက်ကြတဲ့ပုံလေးမနှက်ဆိုလဲအလုပ်မသွားခင်ကိုထက်အောင်ကလေးတွေကိုချီပွေမြူကစားပြီးမှသွားတယ်ကိုထက်အောင်သူ့ဘဝမှာကလေးညောင်နဲ့သူမိမအဓိကပဲကျွန်တော်ဘာမှမလို့ကျွန်တော်သူမိသားစုနဲ့ပဲတစ်သက်လုံးပြောရှိနေသွားခြင်းနဲ့အိုမင်းသွားခြင်းတော့ဒါပေမဲ့တညနေမှာထူးထူးဆန်းဆန်းတစ်ခုစဖြစ်တယ်အဲ့ညနေမှာကိုထက်အောင်အိမ်ကဆိုဖာမှာ TV ကြည့် TV ဘေးမှာအလှတတ်ထားတဲ့မီးအိမ်တွေတစ်လုံးလေးရှိတယ်အဲ့မီးအိမ်တွေကိုထက်အောင်လှမ်းကြည့်လိုက်တော့မီးအိမ်လေးကဝါးကိုထက်အောင်မျက်မှန်တက်ရတယ်လို့လည်းမဟုတ်ဘူးကျမ်းမာရေးကောင်းတယ်ဘေးဟာတွေလိုက်ကြည့်တော့ဘေးဟာတွေအကုန်လုံးကြီးကြီးလင်းလင်းပဲအဲ့မီးအိမ်လေးတစ်ခုလည်းကွက်ဝါးတယ်လိုင်းကြီးကြလို့ပုံလေးကဝါးနေတယ်လို့မျိုးကြီးဝါးတယ်အဲ့ကိုထက်မျက်လုံးတွေပွတ်တက်ကြည့်မီးအိမ်ကိုပြန်ကြည့်မီးအိမ်လေးကတော်တော်ကိုဝါးနေသူသိချမမြင်အောင်အဲ့နဲ့စိတ်ကြောက်ဖြစ်တာနေမှာပါဆိုကိုထက်အောင်တိုက်တယ်တိတ်တော့လည်းအိမ်မပြောဘူးပေါ့နော်မနေ့ကျတော့အလုံးမှာလည်းကိုထက်အဲ့မီးအိမ်လေးအကြောင်းပဲတွေးတယ်ဒီမီးအိမ်လေးကဘာလို့ကွက်ဝါးနေရတော့ဆိုပြီးကျန်တဲ့အရာအလုံးကကြီးကြီးလင်းလင်းပဲနောက်ရက်ကျတော့အလုံးမသွားတော့တနေ့လုံးအဲ့မီးကိုပဲထိုင်ကြည့်ဘိန်းဆွဲသလိုအဲ့မီးကိုမစားမတော့ထိုင်ကြည့်နေအဲ့ချိန်တွေလည်းမမှန်တော့နောက်ပြီးတော့ညဘက်ကြီးလည်းတယောက်တည်းထပြီးထိုင်ကြည့်နေအကြာကြီး၄-၅ရက်လောက်ကြာလာတော့ကလျာလည်းစိတ်ပူလာမျက်စိဆရာဝန်သွားပြမလားလို့မြေကိုတော့သွားမပြချင်ဘူးဘာမှမဖြစ်ဘူးလို့ပဲကလျာကိုပြောထားတယ်သူကလေးတွေကပဘာလုပ်နေလဲဆိုတော့ဘာမှမလုပ်ပါဘူးသူကလေးတွေပြောတနေ့ကျတော့အဲ့မီးအင်ကြီးကိုညဘက်ကိုထက်တယောက်တည်းကြည့်နေအဲ့မီးအင်ကြီးကတဖြည်းဖြည်းကြီးလာအနီအောင်လည်းရဲတောက်ဖြာထွက်ပြီးနောက်ဆုံးအခန်းတစ်ခန်းလုံးနီးရဲလိုက်ပြီးတော့ဘာမှမမြင်အောင်ပဲမျက်လုံးတွေပြာခေါင်းတွေအရန်ကပ်ပြီးမေ့လေကြကိုထက်အောင်ကောင်းတဲ့ကြမ်းမြင်တဲ့အထိမှအကုန်လုံးအမောင်ကျသွားပြီးကိုထက်အောင်အရာလုံးနဲ့ဆက်ပြတ်တာရုတ်တရက်ကိုထက်အောင်ပြန်နိုးလာသူဘယ်ရောက်နေလဲသူ့အိမ်ဟာသူ့အိမ်ဟာလေးပေါ်မှာလည်းမဟုတ်တော့သားနဲ့မမီလည်းဘယ်ရောက်နေကြလဲသူတွေးမိတယ်သူ့ဘေးမှာလည်းသူမသိရတဲ့လူတွေဝိုင်းနေသူကောင်းနေတယ်အရန်ကပ်နေအဲ့ချိန်မှာပရဟိတလူနာတင်ကားစီထိုးရသူ့လူနာတင်ကရင်ပေါ်အတင်းဆွဲတင်ကြတယ်ဘာဖြစ်နေမှကိုတော့မသိတော့ကျွန်တော်မိမနဲ့ကလေးတွေရောလူဘေးကလူတယောက်ကိုမေးလိုက်တယ်အဲ့လူကခင်ဗျကျုံးဘေးမှာဆိုင်ကယ်တိုက်လို့ပလက်ဖောင်းနဲ့ကောင်းနဲ့ထိထားတာစိတ်ကိုငြိမ်ထားလို့ပြန်ပြောအဲ့မှာကိုတော့ short ဖြစ်သွားဖြည်းဖြည်းချင်းသတိရတာဟုတ်တယ်သူ့နာမည်ကိုထက်အောင်မဟုတ်ဘူးသူ့နာမည်ကကိုအောင်ထက်သူကတငယ်ချင်းနေနဲ့ချိန်ထားလို့သွားတာဆိုင်ကယ်အက်ဆီဒန့်ဖြစ်တာ
မိမိတွေသားသားတွေကလျာတွေနဲ့အတူတူနေခဲ့တဲ့ဆယ်စုနှစ်တခုလောက်ဟာဘာလဲမသိတော့အဲ့ချိန်မှာသူမိကြနောက်ပြန်တတိယဆေးရုံအောင်ဆင်းလာပြီးနောက်ပိုင်းကိုထအောင်အရင်လိုမဟုတ်တော့အဝေးကိုတူငေးကြီးနေတတ်တယ်ဘယ်မြို့မှာမှဘယ်နေရာမှမရှိတဲ့သူ့မိသားစုကိုသူလွှမ်းတယ်သူ့သားလေးသူ့သမီးလေးအတန်းသူကြားချင်တယ်မင်းညကလည်းသူအိမ်မက်မှတ်တယ်အိမ်မက်ထဲမှာကလျာရဲ့သူ့သားလေးရဲ့သူ့သမီးလေးရဲ့သူ့ကိုစကားတွေပြောနေကြဒါပေမဲ့ကိုထအောင်အဲ့အတန်းတွေပါဇက်တွေလှုပ်တာအမြင်ရတယ်တလုံးမှမကြားဇလန်းလေးကတော့ဒါပါပဲကျွန်တော်ဂျွန်ကီစီရဲ့ကြပြတစ်ပုဒ်နဲ့အဆုံးသတ်ချင်ပါတယ်အဲ့ကြပြကတော့မင်းမရှိရဲ့နှစ်ပေါင်း90ကိုနေတိုင်းမဲ့အစားမင်းနဲ့အတူတူနွေရာသီ3ရက်ပဲအသက်ရှင်ရတဲ့လိပ်ပြလေးနှစ်ကောင်ပဲဖြစ်ချင်တယ်